ဗိုလ်တဟူးနဲ့မွေးဖွားသူများအောင်လုံးမင်္ဂလာပါဒီတစ်ပတ်အတွင်းမှာဗိုလ်တဟူးသားသမီးတွေအနေနဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအနှဲငယ်အထက်ငေါ့လေးတွေကြုံတွေ့ရတတ်တဲ့ကာလခဲ့ပါတယ်အလုပ်ခွင့်ထဲမှာကိုယ့်ကပေါ်အစင်မပြေဖြစ်သူတွေအတိုက်ခံပြုလုပ်သူတွေပေါ်ပေါက်လာနိုင်တယ်လို့အလုပ်နေရာပြောင်းရွှေ့ရတာမျိုးဒါမှမဟုတ်လက်စီအလုပ်ကနေစိတ်ကုံပြီးထပ်ချင်လာတဲ့အထိစိတ်ပင်ပန်းရတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ဒါပေမဲ့စိတ်တက်မကြပါနဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့မှာခိုင်မာတဲ့ mix တွေကောင်းတွေနဲ့လမ်းညွန်ပြသပေးမယ်ဆရာသမားကောင်းတွေရှိနေလို့ပါပဲသူတို့စီကနေအဖိုးတန်တဲ့အကူအညီတွေနဲ့လမ်းစားတွေကိုမထင်မှတ်ပဲရရှိလာပါလိမ့်မယ်အထူးသဖြင့်စာချုပ်စာတမ်းကိစ္စတွေလက်မှတ်ထိုးရမယ့်ကိစ္စတွေကနေသစဉ်တဲ့ပြစိတ်ချမ်းသာစရာအောင်မြင်မှုတွေရရှိလာဖို့ရှိနေပါတယ်ငွေကြေးပိုင်းမှာတော့ဒီကပတ်မှာငွေဝင်တော့ပြန်ထွက်နေမယ့်အနေအထားမှာရှိနေပါတယ်စိတ်แท้ရှိတဲ့အတိုင်းလက်ဖွားပြီးသုံးမိတာကြောင့်ကိုစုဆောင်းထားသမျှငွေလေးတွေတောင်ကုန်သွားတတ်တယ်လို့အသုံးအဆွဲကိုအထူးလေးထိမ့်သိမ့်စေခြင်းပါတယ်ပညာရေးပိုင်းမှာတော့ကံကောင်းနေပါတယ်တင်တန်းသက်တွေတက်ရတာအကတ်ပညာအသက်တွေတင်ယူရတာမျိုးတွေကြုံရမှာဖြစ်ပြီးအဲ့ဒီကိစ္စတွေကနေတင့်အတွက်အကျိုးကျေးဇူးတွေအများကြီးရရှိမှာပါဒါပေမဲ့ပစ္စည်းပိုင်းဆိုင်ရာမှာတော့ရွှေထဲတွေနဲ့အဖိုးတန်ရတနာတွေပျောက်ရှာတာဒါမှမဟုတ်အခိုးခံရတာမျိုးကြုံရတတ်တယ်လို့အထူးသတိထားသိမ့်စီမှာလူမျိုးခြားတူဦးကြောင့်ဒုက္ခရောက်ရတာမျိုးဒါမှမဟုတ်သားသမီးနဲ့ဆွေမျိုးသားချင်းတွေအတွက်စိတ်ပူရတဲ့တောကတွေရောက်ရတတ်ပါတယ်နောက်တစ်ခုအထူးသတိထားရမှာကတော့မိမိရဲ့အနီးအနားပတ်ဝန်းကျင်မှာမီးလောင်တာမီးလန့်တာမျိုးတွေဖြစ်တတ်တယ်လို့မီးဘေးအန္တရာယ်ကိုလုံးဝပေါ့ဆလို့မရပါဘူးခင်ဗျာအခြေရင်းနဲ့အိမ်တော်ကြီးမှာလည်းအချင်းချင်းနားလည်မှုလွယ်ပြီးအစင်မပြေမှုတွေများနေတတ်တဲ့ကာလမို့စကားပြောတဲ့အခါဆင်ခြင်ပေးပါကျမ်းမာရေးအနေနဲ့ကတော့သွားနာတာနားကြိုက်တာနဲ့အရေးပြားရားရံတဲ့ယောဂဝေဒနာလေးတွေဖြစ်တတ်ပါတယ်အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်เสียရှိရင်တော့နီညိုရောင်ဒါမှမဟုတ်အညိုရောင်ဝစ်စုံတွေကိုအားဖြူပြီးဝစ်ဆင်သွားမှာအကျိုးပေးကဏ္ဍတွေကတော့3ကဏ္ဍနဲ့5ကဏ္ဍတွေပဲဖြစ်ပါတယ်ကန်ဆာရာအညံ့ညူပြီးပျောက်ပြီးကံကောင်းခြင်းတွေရောက်ရှိလာစေဖို့အတွက်ခီးသွားနေတဲ့လူတဦးဦးကိုဖြစ်စေခီးသွားဖို့အခက်အခဲဖြစ်နေသူကိုဖြစ်စေခီးစရိတ်လေးလှူဒန်းပေးလိုက်ပါဒါနဲ့ဟောစာတိုင်းများကိုကြည့်ရှုနိုင်ရင်ဆရာရဲ့ TikTok account ကို follow လုပ်ထားပြီး YouTube channel ကိုလည်း subscribe လုပ်ထားပေးပါ